ညီမဒီကလေးလေးနဲ့အမ30ဆိုတော့ညီမဘွားအတွက်လည်းညားပါတယ်ပြီးတော့အနေစရာအိမ်လည်းအမတစ်နှစ်စာစီစဉ်ပေးမယ်ဒီကလေးလေးနဲ့ရုန်းကန်ပြီးတော့ကောင်းကောင်းဝင်လေးလှုပ်ရှားပါလား ဒီမှာလေပြင်မဲနဲ့လို့မလုံးနိုင်တော့ဘူးစီစဉ်တယ်သူတို့လည်းတောင်းညီမယူရစိတ်လည်းမရှိဘူး ညီမကဒီကလေးကိုအမကိုပေးခဲ့မယ်ဆိုတော့ညီမကဒီကလေးကိုအပိုင်ပေးတာလားခဏလာထားတာလား အပြီးပိုင်ပေးလိုက် အမချမထားရင်တော့ညီမပြန်လာတွေ့လို့မရဘူးပြန်လာခလာခေါ်လို့မရဘူးရဲရဲဆက်ဆက်ထားသွားတာဖြစ်တဲ့အတွက်အမအခုထားသွားပြီဆိုရင်ဘယ်တော့မှပေးတွေ့မှာမဟုတ်ဘူးအဲ့ဒါအဆင်ပြေလား ပြေးပါ တေချာစဉ်းစားပြီးပြီလား စဉ်းစားပြီးအမလည်းသွားကြရရှိတယ်ဒီကလေးလေးအမပဲခေါ်လာတယ်မစဉ်းစားတော့ဘူးလားထပ်ပြီးတော့ စဉ်းစားတော့ဘာမှစဉ်းစားတော့အမပဲခေါ်လာတယ်အမသွား အော်ကလေးကငိုနေရဘယ်လိုလုပ်လဲညီမရဲ့ ဟုတ်ထားမယ်လေပါ ဘိုးထိုင်ပါကီအားလုံးပြိုင်ဘက်ကင်းနဲ့စိတ်ဝင်ဒီညီမကတော့သူကဒီသမီးအကြီးလေးကဆေးကုရတယ်ဆိုတော့လေအခုတော့အမတို့ဆေးကုပေးနေတာပေါ့ဆေးကုပေးတာလည်းခြေထောက်ကတစ်လလောက်ဆိုလို့ရှိရင်ဆေးကောင်းသွားပြီအဓိကတော့ဖြတ်စရာမလိုဘူးဆိုတော့တော်တော်လေးဝမ်းသာဖို့ကောင်းတယ်ကလေးတယောက်ကဒုက္ခိတမဖြစ်တော့ဘူးပေါ့အဲ့တော့သူတစ်လလောက်ဆိုရင်တော့ဆေးအလုံးဝအရှင်းပြောက်လောက်ပြီ